2019မှာမဲမရခဲ့တာကိုအမှန်မရှိပဲလွတ်တော်အမတ်လောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်တော့မဲ့ထထထွန်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အနုပညာလောကတွေကနေနိုင်ငံရေးလောကတွေကိုဝင်ရောက်သွားသူတွေထဲမှာထထထွန်းလည်းတရားအပါဝင်ဖြစ်လာခဲ့ပါတယ်ထထထွန်းက Miss Universe မြန်မာအလားမဲလည်းဖြစ်ခဲ့သလိုလက်ရှိမှာလည်းတရုတ်ဆောင်လုံးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်စီးပွားရေးလောကမှာလည်းအောင်မြင်နေတဲ့ထထထွန်းကနိုင်ငံရေးကိုစိတ်ဝင်စားလို့မကြတော့တဲ့လအတွင်းမှာရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ဒီရက်ပိုင်းအတွင်းမှာထထထွန်းကိုဒေါက်တာတသက်ခိုင်ရဲ့ပါတီမှာပါတီဝင်ဝတ်ဆောင်လေးနဲ့အတူမြင်တွေ့လိုက်ရပါတယ်။ပါတီရုံးခွဲဖွင့်ပွဲမှာတက်ရောက်လာခဲ့ပြီးထထထွန်းလိုနာမည်ကြီးမင်းသမီးတစ်ယောက်ကလည်းနိုင်ငံရေးကိုစိတ်ဝင်စားလာပါတယ်။ထထထွန်းနဲ့အတူတွဲပြီးတွေ့ရတာကတော့မင်းနှခွမင်းသားနေလင်းရှိန်ဖြစ်ပါတယ်။ MRD4 ကနေအောင်မြင်လာတဲ့နေလင်းရှိန်ကပြည်သူတွေရဲ့အကျိုးကိုတည်ဖို့အတွက်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်သွားတော့မှာပါ။ကျင်းပေါ်ဇလန်တွင်မှာကိုငယ်အဖြစ်လူကြိုက်များခဲ့လို့နိုင်ငံရေးလောကတွေကိုဝင်ဖို့အားရှိသွားခဲ့ပါတယ်။ထထထွန်းရဲ့ရီမန်းချက်ကလည်းရုပ်ရှင်မင်းသမီးမဟုတ်ပဲသူရဲ့ပန်းနိုင်ကနိုင်ငံရေးလောကမှာအောင်မြင်ချင်တာပါပြည်သူတွေကအားပေးထောက်ခံပြီးလေးလေးစားစားဆက်ဆံတာကိုလိုချင်တာကြောင့်နိုင်ငံရေးလောကကိုဝင်ရောက်လာခဲ့ပါတယ်လူငယ်တယောက်ဖြစ်လို့လူကြီးတွေနဲ့မတူညီတဲ့အမြင်တွေရှိမယ်လို့ယုံကြည်ထားကြပြီးအနာဂတ်မှာနိုင်ငံကိုဦးဆောင်ချင်တာကတော့ထထထွန်းရဲ့စိတ်ကူးဖြစ်ပါတယ်ထထထွန်းက2019ခုနှစ်ကလည်းစီပင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့မှုပါတယ်သူကိုမဲပေးဖို့အတွက်မဲဆွယ်ခဲ့ပြီးဘလို့အရာတွေကိုလုပ်ပြီးမဲ့ဆိုတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ထထထွန်းကိုမဲပြီးမဲ့သူကမရှိသလောက်နဲ့လို့ရှုံးသွားခဲ့ရသူပါ။2019မှာမဲရှုံးသွားရတာကိုအမှန်မရှိတဲ့ထထထွန်းက2025ခုနှစ်မှာလည်းရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပြီးဒီနေ့တော့အသေးချာပေါက်နိုင်မယ်လို့မျှော်လင့်နေတာဖြစ်ပါတယ်။လွတ်တော်ကိုယ်စားလှယ်လောင်းတွေတည်တဲ့အရာတွေကိုလေ့လာနေပြီးသူရဲ့အီမန်ချက်ကတော့သမရာကြီးဖြစ်ချင်တာပါ။သူရဲ့မိဘတွေကလည်းထထထွန်းကိုသမရာကြီးဖြစ်စေခြင်းပြီးမိဘတွေဖြစ်စေခြင်းနဲ့ဆန္ဒကိုဖြစ်အောင်ကြိုးစားဖို့ယုံကြည်ချက်ရှိနေပါတယ်။နိုင်ငံရေးလောကတွေကိုရောက်တော့မှဖြစ်လို့ဝေဖန်သူတွေရှိပေမဲ့လည်းသူကတော့မမှုပါဘူး။ထထထွန်းကရုပ်ရှင်တွေထဲမှာတရုပ်ဆောင်ရင်လည်း overry လောက်တက်လို့ဖာစီကတော့ပြောယူခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ VV ချန်လည်းရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်လို့ဒီနေ့ရွေးကောက်ပွဲမှာမထင်မှတ်ထားတဲ့သူတွေလည်းဝင်ပြိုင်နေကြပါတယ်။ထထထွန်းကတော့ရလာတဲ့အခွင့်အရေးကိုလက်လွတ်မခံတော့ပဲသူရဲ့လက်နဲ့နိုင်ငံတော်တိုးတက်အောင်ကြိုးပမ်းချင်နေပါတယ်။ထထထွန်းကဇကားကြီးတွေမှာတရုတ်ဆောင်ပြန်တော့လေအကယ်ဒမီဆုကိုမရခဲ့ပြန်ပါဘူး။ရွှေဆိုင်ဖွင့်ပွဲတွေမှာလိုက်ကပြန်တော့လေမထုံမနှမ်းတွေလှုပ်တတ်တယ်ဆိုပြီးအပြောခံခဲ့ရပါတယ်။အဲဒါကြောင့်ထထထွန်းကမခံချင်းစိတ်နဲ့လွတ်တော်အမတ်ဝင်ပြိုင်မယ်ဆိုပြီးနိုင်ငံရေးလောကတွေကိုဝင်ရောက်လာခဲ့တာပါ။ရုပ်ရှင်ထဲမှာအားပေးသူများလို့နိုင်ငံရေးလုံးမယ်ဆိုရင်လည်းအားပေးသူတွေရှိမယ်လို့ယုံကြည်ထားပါတယ်။ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရှင်ပြိုင်ဖို့ကရုပ်ချောတိုင်းလည်းမရသလိုအောင်မြင်တဲ့လူတိုင်းလည်းမရနိုင်တဲ့အရာဖြစ်ပြီးထထထွန်းကတော့အနုပညာအလုပ်တွေထက်နိုင်ငံအတွက်ပဲအလုပ်လုပ်တော့မှာပါ။သမီးဆိုဖြစ်အောင်မြင်ပြီးတဲ့နောက်ရွေးကောက်ပွဲကိုဝင်ပြိုင်တော့မဲ့ထထထွန်းအပေါင်းဘလို့များထင်မြင်မိလဲဆိုတော့ကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။